ဂျင်းနီနဲ့သမီးလေးအစဲဟာသူမရဲ့မိအိမ်ထဲမှာအေးအေးဆေးဆေးအိပ်ပျော်နေတော့နှုတ်ဆက်တန်ကြောင့်နိုးလာခဲ့တယ်မိအိမ်ပြင်ဘက်ကိုထွက်ကြည့်လိုက်တဲ့အခါသူမရဲ့တခင်တစ်ကခွေးတစ်ကောင်ဖြစ်နေတာကိုတွေ့ပြီးအန်နဲ့တုံလို့သွားတော့တာပဲဂျင်းနီလေးကသူမဟာဆူတောင်းသုံးခုကိုဖြည့်ဆည်းပေးနိုင်တဲ့အကြောင်းရှင်းပြပေမဲ့ခွေးလေးကတော့ဘာမှနားမလည်ရှာဘူးဂျင်းနီလေးကခစ်တစင်းစားပြီးခွေးလေးကိုကစားစရာအယုတ်တွေအများကြီးပေးပေမဲ့ဆူတောင်းတစ်ခုမှပြစ်မလာခဲ့ဘူးစိတ်ပြတ်သွားတဲ့ဂျင်းနီလေးဟာလက်ထဲကဘောလုံးကိုဒေါသရကြီးနဲ့အဝေးကိုပစ်ပေါက်လိုက်တဲ့အခါအဲစရာပဲခွေးလေးကအဲ့ဒီဘောလုံးကိုတွားဖမ်းလိုက်တဲ့အချိန်မှာပထမဆုံးဆူတောင်းကပြည့်သွားခဲ့တယ်ဒီလိုနဲ့ဂျင်းနီလေးလည်းခွေးလေးနဲ့စပြီးကစားတော့တာပေါ့ဒါပေမဲ့ခွေးလေးကမိအိမ်ကိုပါဆက်နဲ့ကြိုက်ပြီးဟိုပြေးဒီပြေးလို့တော့ဂျင်းနီလေးကညာမိအိမ်ကထွက်တဲ့မိခိုးရန်တွေနဲ့ပတ်ချလဲလိန်နေတော့တာပဲခွေးလေးပြန်ပြေးလာတဲ့အချိန်မှာတော့ဒုတိယမြောက်ဆူတောင်းကထပ်ပြီးပြည့်သွားပြန်ရောအဲ့ဒီညမှာဂျင်းနီလေးအိပ်ပျော်နေတော့ခွေးလေးကကစားချင်တာနဲ့မိအိမ်ကိုထပ်ကြိုက်ပြီးဆွဲတော့တာပဲဂျင်းနီလေးကအရန်ပင်ပန်းနေတာကြောင့်မိအိမ်ကိုမလွတ်တမ်းပြန်ဆွဲတဲ့အခါမှာတော့ရုတ်တရက်မိအိမ်ရဲ့လက်ကင်ကွင်းလေးကျိုးထွက်သွားပါလေရောဒါကိုမြင်တော့ဂျင်းနီလေးကဒေါသအရန်ထွက်သွားပြီးအော်ဟစ်လိုက်လို့ခွေးလေးလဲကြောက်ပြီးထွက်ပြေးသွားတော့တာပေါ့ဒေါသတွေပြေးသွားတဲ့အခါဂျင်းနီလေးဟာစိတ်မကောင်းဖြစ်ပြီးခွေးလေးနောက်ကိုလိုက်ရှာခဲ့တယ်ခွေးလေးဟာနတ်သမီးတစ်ပါးနဲ့သူ့ချစ်တော်ခွေးလေးအတူတူရှိနေတဲ့ပန်းချီကားတစ်ချက်ကိုစိုက်ကြည့်နေတာကိုသူမတွေ့လိုက်ရတယ်ဂျင်းနီလေးဟာခွေးလေးရဲ့လယ်ပင်မှာရွှေရောင်လဲပက်လေးတစ်ခုကိုဆင်မြန်းပေးလိုက်တော့ခွေးလေးဟာအရန်ပျော်သွားခဲ့တယ်သူတို့နှစ်ယောက်ရင်းရင်းနှီးနှီးနဲ့ပျော်ရွှင်စရာအချိန်လေးကိုမျှဝေခံစားဖို့ပြင်လိုက်တဲ့အချိန်မှာပဲဂျင်းနီလေးဟာမိအိမ်ထဲကိုပြန်ပြီးဆုပ်ယူခြင်းခံလိုက်ရပါတော့တယ်ဘာလို့လဲဆိုတော့ခွေးလေးရဲ့စိတ်ထဲကတတိယမြောက်ဆူတောင်းဖြစ်တဲ့ဂျင်းနီလေးနဲ့ထာဝရအတူရှိခြင်းနဲ့ဆန္ဒကပြည့်သွားခဲ့လို့ပါပဲ